မန္တလေးတိုင်းတောင်ငါမြို့နယ်ဝဲလောင်စဲမှာဆက်ကြီးကောက်နေတဲ့ရဲတွေကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA တပ်ဖွဲ့ဝင်တွေကအလစ်ငိုက်ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်ရဲ2ယောက်သေဆုံးပြီးတော့တနက်တက်လက်တင်စီရမိခဲ့တယ်လို့ဆိုပါတယ်။ဇွန်လ17ရက်မနေ့6နာရီချိန်ဝဲလောင်စဲထဲမှာဆက်ကြီးကောက်နေတဲ့ဝဲလောင်ရဲစခန်းကရဲ9ယောက်ကို PLA ကပစ်ခတ်ခဲ့တာပါ။ပစ်ခတ်မှုကြောင့်ရဲ2ယောက်သေဆုံးပြီးတော့2ယောက်ဒဏ်ရာရ1ယောက်ထွက်ပြေးလွတ်မြောက်သွားပါတယ်။ G3 တက်လက်နဲ့အတူခဲယမ်းတချို့တင်စီရမိခဲ့ပါတယ်။ဝင်ပြစ်တဲ့အချိန်မှာပြည်သူတွေထိခိုက်တာမျိုးတော့မရှိခဲ့ပါဘူးရဲတယောက်ကပြည်သူတွေကြားထဲကနေထွက်ပြေးလွတ်မြောက်သွားခဲ့တယ်နှစ်ဖက်အပြန်လန်ပြစ်ခတ်တာတွေရှိခဲ့တယ်လို့မြင်တွေ့လိုက်သူဒေသခံတယောက်က TM မီဒီယာကိုပြောပါတယ်ကျွန်တော်တို့ရဲဘော်တိုက်ခတ်လိုက်လို့လမ်းဘေးကိုကားကထိုးကျသွားတာဗျအဲ့ဒါကိုရန်သူအားလုံးတေးပြီးထင်ပြီးတော့အလင်းစလိုအနားကပ်လိုက်တဲ့အချိန်မှာအပြစ်ခံလိုက်ရတာပါကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါဗျာလို့ PLA ရဲဘော်တူကလည်း TM မီဒီယာကိုပြောပါတယ်ကြာဆုံးသွားတဲ့ရဲဘော်ကျော်တက်ခေါ်ကြပြားစရာညီလင်းခခေါ်ကိုကျော်စင်မိုးဟာ CDM တက်ကြက်ကြီးဖြစ်ပါတယ်နေပြည်တော်စေယုံကနေ2021ခုနှစ်2လပိုင်းမှာ CDM ဝင်လာတဲ့သူပါသူဟာ CDM ဝင်ငင်ကနေကတော်လိုင်းရေးအဖွဲ့တွေနဲ့အချိတ်ဆက်ရှိပြီးတော့တော်လိုင်းရေးအတွက်အထောက်အကူပေးနေခဲ့တဲ့သူတယောက်လို့ဆိုပါတယ်